မင်္ဂလာပါဗျာ25ရက်8လ2026ခုအင်္ဂါနေ့တနေ့တာအတွက်ခုနှစ်သားသမီးများရဲ့ကံတာတာကိုတင်ပြပေးမှာပါဒီနေ့မှာတော့စနေဗုဒ္ဓဟူးတနင်္ဂနွေသားသမီးများကံကောင်းကံတက်တဲ့နေ့ဖြစ်ပါတယ်ဗျစနေသားသမီးများမိတ်ဆွေပေါင်းသင်းများနဲ့ပျော်ရွှင်စွာနေရမယ့်ကာလဖြစ်သလိုမြောက်ရက်ကလည်းမိတ်ဆွေတစ်တွေနဲ့ထပ်မံတွေ့ရှိပါလိမ့်ရွှေတဲ့ပစ္စည်းတွေဝင်မဲ့ရေတွဲလုပ်ငန်းတွေအဆင်ပြေမယ်ရွှေလုပ်ငန်းသမားတွေလက်လာပါကောင်းပါလိမ့်မယ်အထက်လူကြီးရဲ့သားသမီးများကလည်းအကူအညီပေးပါလိမ့်မယ်ဝစ်စင်တဲ့အရောင်ကစိမ့်လဲအရောင်ကိုဝစ်စင်ပြီးတော့နေတော်ရေးချီရလည်းလွန်သားရပါမယ်နောက်တစ်ခါလုပ်ငန်းကံများပြောတဲ့ဆိုတဲ့နေရာမှာလည်းထူးထူးသားသားနဲ့တန်ဩဇာနဲ့ပြောလိုက်ခြင်းအပြင်လုပ်ငန်းကံများပုံမူပြီးအောင်မြင်မှုတွေရရှိလာပြီလိမ့်မယ်ဗျအရှိမြောက်ရက်ကိုတော့ခီးသွားဆင်ញင်ပေးပါဉာဏ်ဤပြင်းချင်းပြီးလက်လာပါရွှင်လာပါလိမ့်မယ်ဗျဘုရုဟုသားသမီးများကတော့ကံကောင်းတဲ့နေ့ဖြစ်ပါတယ်စနေသားသမီးများရဲ့အကူအညီထောက်ပံ့နေအများကြီးရပါလိမ့်မယ်တောင်မဲရက်ကကြောင်ကြီးစတဲ့ရတနာများဝင်ကိန်းရှိပါလိမ့်မယ်ဒီနဲ့အုတ်ထုတ်စတဲ့အယောင်းစံများအယောင်းဝယ်ကောင်းမှုတွေလူစီကားမှုနဲ့လက်လာပါရွှင်ပါလိမ့်မယ်ဝှချင်မဲ့အယောင်းကတော့စိတ်နုရောင်ကိုဝှချင်ပေးပါအိမ်အောင်ရေးချီတာရပြောချင်နေပါလိမ့်မယ်မိမိရဲ့တပည့်တွေမှာအောက်လက်ငယ်သားများအလုပ်သမားများမိမိရဲ့အကျိုးအတွက်စိတ်ရောကိုယ်ပါအစွမ်းကုန်ဆောင်ရွက်ပေးပါလိမ့်မယ်နောက်တောင်အရက်ကိုတော့ခီးသွားလေးဆင်ញင်ပေးလိုက်ပါအဲ့ဒီအရက်မှာရှိတဲ့အသားနီဆက်လူနဲ့တွေ့ရင်တော့ဒီနေ့တော့ရှောင်ပေးလိုက်ပါဒီနေ့သားသမီးများကတော့စနေသားသမီးများရဲ့အကူအညီကိုရပါလိမ့်မယ်ဒီနေ့အတွက်စနေသားများကကြိုးပြပါလိမ့်မယ်နောက်တစ်ခုအနေနဲ့အနောက်ရက်ကတန်တယ်လုပ်ငန်းများလုပ်ငန်းတွေ့ကြရင်တော့ဒီနေ့လုပ်ပြအောင်လုပ်လိုက်ပါလက်လာပါကြီးဝင်ပါလိမ့်မယ်ဒီနေ့အတွက်ရုံးကိစ္စရုံးလုပ်ငန်းများရှိခဲ့လို့ရှိရင်လည်းအသားမဲတဲ့ရုံးဝန်ထမ်းတူတယောက်ရဲ့အကူအညီကိုတောင်းခံလိုက်ပါလုပ်ငန်းအောင်မြင်ပြီးစီးတဲ့အထိကူညီပေးသွားပါလိမ့်မယ်ဒီဝါရေးမှာလည်းထို့တူပါပဲနေရောင်ကိုဝှချင်ပေးပါအိမ်အောင်ရေးတာရာရှိပါမယ်ရေရာကတော့ဖះကိုလို့တစ်ခွက်တူတန်းပေးလိုက်ပါခင်ဗျာဒီနေ့အတွက်ဒီပြုဆင်ញင်နေတဲ့နေနံသားများကိုလည်းတင်ပြပေးပါမယ်အင်္ဂါတောက်ကြတနင်္လာကြာတာပရိသာသမီများဖြစ်ပါတယ်အစင်မပြေမှုတွေဆိုးတွေဟာတေချာပေါက်ကြုံတွေ့ရမယ်လို့ဆိုလိုတော့လည်းပဲမိမိအနေနဲ့ရှောင်တဲ့အရက်ဒေတာရှောင်တဲ့နေနံတွေကိုရှောင်ရှားပြီးတော့လှုပ်ပင်လှုပ်ထိုက်တဲ့ရေရာများကိုသိရှိလုံးနိုင်အောင်လို့အတွက်တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။အင်္ဂါသားသမီးများအရှိရက်နဲ့နောက်ရက်ကိုရှောင်ပေးပါ။နောက်တောင်တော့ရက်ကတနင်္ဂနွေပစ္စည်းအဟောင်းပြက်တွေရှိရင်ဖယ်ရှားပေးလိုက်ပါဗျ။တောက်ကြသားသမီးများကတော့တောင်ရက်ကိုကြီးသွားရှောင်ပါအေးအောင်ပါဂျိုရန်ချိန်နဲ့စတဲ့တနင်္လာနေ့ပစ္စည်းအပြက်တွေရှိရင်အတဖယ်ထားပေးလိုက်ပါ။တနင်္လာသားသမီးများကအရှိတောင်နဲ့အနောက်မြောက်ကိုကြီးသွားရှောင်ပေးပါဗျ။အနောက်မြောက်တော့ကကြာသာပရိနံပစ္စည်းများရှိရင်လည်းဖယ်ရှားထားလိုက်ပါကြာသာပရိသားသမီးများအနေနဲ့တော့အနောက်မြောက်ကိုကြီးသွားဆင်ញင်ပေးပါမိမိအိယာရဲ့အောက်မှာလည်းကျင်းချင်းတို့ငွေတဲ့ပစ္စည်းတို့ကြီးတဲ့ပစ္စည်းတို့ထားလို့ရှိရင်ခိတ္တနေရာရွှေ့ပြောင်းထားပေးပါဗျ။ခုလိုကြရာများကိုပြုလုပ်ဆောင်ရွက်ခြင်းဖြင့်အဆိုတွေကင်းစင်ပြီးတော့လက်လာပါတွေရွှင်လန်းပြီးသာရာပျော်ရွှင်ချမ်းမြေ့နေ့တစ်နေ့ဖြစ်လာပါလိမ့်မယ်။ခုနှစ်သားသမီးအလုံးအန်ဒီရဲ့ကင်းရေးစီးပွားတိုးပွားကြပါစေ။ချစ်မိတ်ဆွေအလုံးဆန္ဒရှိသမျှစွမ်းဆောင်အောင်မြင်ကြပါစေခင်ဗျာ။